တင့်ကလေးတွေငါးမစားလို့စိတ်ပူနေလားဒီနေ့တော့အိမ်မှာပဲလွယ်ကူကူလှုပ်လို့ရတဲ့ငါးချောင်းကြော်နေလေးမျှဝေပေးပါမယ်ကျမ်းမာရေးနဲ့ညီညွတ်ပြီးကလေးတွေကြိုက်မှာတေချာပါတယ်ဒီရတာရှိတဲ့ငါးချောင်းကြော်အတွက်ငါးသားလွာခတ်ဟိတ်စသည်ဂျုံမှုတ်ကြက်ဥပေါင်မုံချောင်းမှုတ် bread crumbs နဲ့စီနှဲငယ်ပဲလိုအပ်ပါတယ်အင်ရှင်မတိုင်းအလွယ်တကူရှာဖွေနိုင်ပါတယ်ပထမဆုံးငါးကိုအတုံးလေးတွေတုံးပြီးစားငရုတ်ကောင်းလေးနဲ့နေပါပြီးရင်ဂျုံမှုတ်ကြက်ဥပေါင်မုံချောင်းမှုတ်အစင်လိုက်ကပ်ပြီးစီပူပူမှာရွှေဝါရောင်တန်းလာအောင်ကြော်ပေးပါဒီငါးချောင်းကြော်လေးတွေဟာကလေးတွေအတွက်ပရိုတင်းတက်ပြေဝပြီးအာဟာရဖြစ်စေပါတယ်အိမ်မှာကိုယ်တိုင်လုပ်တာမို့တန်ရှင်းလက်ဆက်မှုကိုလည်းစိတ်ချရပါတယ်ဒီနီလန်းလေးကိုအိမ်မှာစမ်းလုပ်ကြည့်ပြီးတင့်ကလေးတွေရဲ့အကြိုက်ဆုံးဟင်းလျာဖြစ်လာအောင်ဖန်တီးလိုက်ပါဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like share လုပ်ပြီးကျွန်တော်တို့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်